ဆရာဦးနေမျိုးဝေအားနိုင်ငံရေးစနစ်တွေနိုင်ငံရေးဘောကပေရတွေကိုတောက်လျှောက်တင်ပြနေတာတွေ့တယ်ပေါ့နော်အဲ့အတူဆုံးလေးပြောပြပေးပါဆရာအတူဆုံးဆိုရင်တော့ဒီလိုပြောရမယ်18ရာစုနောက်ကြမှာကွန်မြူနစ်ယူဝါဒတွေကွန်မြူနစ်မန်နီဖက်စထရိုပဲပေါ်လာပြီးတော့နောက်ပိုင်းညမှာကွန်မြူနစ်စနစ်ကလူတွေလိုက်ပါဆောင်ဖို့ခက်တဲ့အခါကျတော့တစ်ထောင်သားစကားအနေနဲ့ဆိုရှယ်လစ်စနစ်တွေပေါ်လာအဲ့ပေါ်လာတဲ့ဟာကိုဖယ်လိုက်ရင်တမာယုံဘုံမြေခေတ်ကစပြီးတော့ဆိုရှယ်လစ်ကွန်မြူနစ်ကိုဖယ်လိုက်ရင်တမာယုံဘုံမြေခေတ်ကစပြီးတော့ကျန်တဲ့ဟာတွေကဥပဒေပြုအုပ်ချုပ်ရေးတရားစီရင်ရေးဆိုမာနိုင်3ရက်အဲ့ဒါကိုဘယင်စနစ်တွေမှာမင်းကလုပ်တယ်နော်ဘယင်တွေကလုပ်တယ်နောက်ကြတော့ဥပဒေပြုရေးကိုအမတ်တွေကလုပ်တယ်အုပ်ချုပ်ရေးဘယင်နဲ့ဝန်ကြီးအဖွဲ့တွေကလုပ်ကြတယ်တရားစီရင်ကိုတရားသူကြီးကလုပ်ကြတယ်ဆိုပြီးအာဏာ3ရက်ခွဲအဲ့မှာမှဒီအစိုးရဖြစ်ရေးနဲ့ပတ်သက်လို့ရွေးကောက်တဲ့စနစ်ဆိုဒီမိုကရေစီဆိုတာပြောတယ်ခုနပြောတဲ့ကွန်မြူနစ်ဆိုရင်လည်းဖယ်ထားနော်ဒီမိုကရေစီကလည်းပုဂ္ဂလိကဝါဒတစ်မျိုးတော့မဟုတ်ဘူးဒီမိုကရေစီကဘာအာမခံလဲဆို2ချက်ပဲအာမခံလူများစုရွေးချယ်ပေးတဲ့လူတွေကအစိုးရဖြစ်လာပြီးတော့စီကံနီလန်ဥပဒေတွေတတ်မှတ်မယ်အဲ့တော့ဒီအဝင်းဝိုင်းမှာပါဝင်တဲ့လူအားလုံးကလိုက်နာကျင့်သုံးရတာဒါကတချမ်းနောက်တချမ်းကလူနည်းစုအတွက်အခွင့်အရေးကလွတ်လပ်စွာပြောဆိုရေးသားခွင့်ပေးမယ်ဒါပဲကွန်မြူနစ်လို့မလုပ်ရဘူးဆိုရှယ်လစ်လို့မလုပ်ရဘူးအရင်းရှင်လို့မလုပ်ရဘူးကွန်မြူနစ်လို့လုပ်ရမယ်ဆိုရှယ်လစ်လို့လုပ်ရမယ်အရင်းရှင်လို့လုပ်ရမယ်ဆိုတဲ့ဟာကိုဒီမိုကရေစီကအာမမခံဒီမိုကရေစီခွင်ထဲမှာကွန်မြူနစ်တွေအာဏာရပြီးတော့ကွန်မြူနစ်အစိုးရလုပ်လို့ရတယ်ကွန်မြူနစ်ပုံစံလုပ်လို့ရတယ်အဲတိုင်းပြည်မွဲတဲ့စနစ်ကမ္ဘာပေါ်မှာ leading role လို့ခေါ်တဲ့အစိုးရတက်ဖြစ်သွားတာကွန်မြူနစ်တွေအစိုးရတက်ဖြစ်သွားတာဆိုရှယ်လစ်တွေအစိုးရတက်ဖြစ်သွားတာနိုင်ငံတိုင်းကိုတော့ဖြစ်မသွားဖြစ်သွားတဲ့နိုင်ငံတွေကယူပြီးကြံခဲ့တာကွန်မြူနစ်အစိုးရတက်ဖြစ်သွားရင်တနိုင်ငံလုံးယူပြီးကြံခဲ့တယ်ဆိုရှယ်လစ်တွေအစိုးရတက်ဖြစ်သွားတနိုင်ငံလုံးယူပြီးကြံခဲ့တယ်မေ့သွားမူမိုက်မေ့မောသွားစီးပွားရေးကိုပြည်သူတွေကိုယ့်ဘာသာကိုလှုပ်ရှားရတယ်ဆိုတာမေ့သွားအတူဆုံးနားလဲအောင်ပြောရရင်အမေရိကန်မှာကြီးတဲ့လျှက်စစ်ထုတ်တာကိုတက်စလာနဲ့အဒီဆင်တို့ရဲ့ကုမ္ပဏီကြီးတွေအပြိုင်ဆိုင်လျှက်စစ်ထုတ်ရောင်းတာပုဂ္ဂလိကအဲ့တော့infrastructure လို့ပြောတဲ့လမ်းလို့လျှက်စစ်တို့ကဆိုင်အစိုးရနဲ့ဘာမှမဆိုင်ပုဂ္ဂလိကလုံးလို့ရအစိုးရစီဥပဒေပြုအုပ်ချုပ်ရေးတရားစီရင်ရေးဆိုတဲ့မာနိုင်3ရက်ကိုပဲကောင်းကင်တွယ်ဖို့လိုတယ်ဆိုရှယ်လစ်စနစ်တွေပြန်မသွားတော့ဘူးဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်35ဈေးကွက်စီးပွားရေးဖြစ်တည်ဆိုပြည်သူတွေအဲ့ဒါကိုနားလည်ဖို့လိုတယ်အစိုးရတွေကစီးပွားရေးမလုပ်ခိုင်းနဲ့အစိုးရတွေအနေနဲ့ဥပဒေပြုအုပ်ချုပ်ရေးတရားစီရင်ရေးကိုပဲကောင်းလုပ်သူနဲ့ဆိုင်တာကိုပဲနိုင်နင်းလုပ်လို့ပြောတတ်ဖို့လိုတယ်ဒါကတော့နိုင်ငံရေးစနစ်ကိုအတူဆုံးအကျဉ်းဆုံးပြောပြကျေးဇူးတင်ပါတယ်